အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မိုးသိည audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့စာရေးသူအခါဆိုရေးသားတော့တင်းချိုင်းနဲ့ကထမင်းဝိုင်းဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆောင်းလေးအေးကဝေဝဲကတိုက်ခိုက်လို့နေရပါမြမပြည်အလဲပိုင်းအထက်ညာဒေသကဖြစ်ပေမဲ့လေကွင်းမြင်အတွင်းဖြတ်တန်းတိုက်ခိုက်လာတဲ့ဆောင်းလီများကြောင့်ရာသီဥတုကလည်းအလွန်ချမ်းအေးလျက်ရှိရပါဆောင်းတွင်းဆိုတော့နေတာတူပြီးညတာရှည်တဲ့အချိန်ပေါ့ညနေ6 နာရီကျော်ရုံနဲ့ပတ်ဝန်းကျင်တစ်ခွင်လုံးကိုအမောင်တို့ကအုံဆိုင်ပြီးဖုံးလွှမ်းသွားတာပေါ့ဗျာဒီအချိန်ကျောင်းကုန်းရွာကလေးစီကိုလူငယ်2 ဦးကဆိုင်ကယ်တစ်စီးစီးပြီးလာခဲ့ကြတာပေါ့ဗျာအေးမြတဲ့ဆောင်းရသည်ဆိုတော့ရွာထိပ်မှာလဲလူသွားလူလာကမရှိဘူးပေါ့ဗျာဒီလူငယ်လေး2 ယောက်ကအုတ်တွင်းရွာကနေလူငယ်ကလေးများဖြစ်ကြပြီးကြေးရွာချင်းဆက်ထားတယ်လမ်းမကြီးကနေတဆင့်အုတ်တွင်းရွာကိုပြန်လာကြခြင်းပေါ့မကြခင်မှာပဲကျောင်းကုန်းရွာကလေးနီးကနေဖြတ်တန်းသွားကြတာပေါ့ကျောင်းကုန်းရွာကလေးမှာအင်ဂျီ100 ခန့်ပဲရှိတယ်ရွာငယ်လေးတူပါပေါ့အဲ့ရွာကလေးမရောက်မီကျောင်းကုန်းတုတ်တန်ကြီးကိုဖြတ်တန်းသွားရတယ်ဗျကြေးရွာချင်းဆက်လမ်းမကြီးရဲ့လက်ရဘက်နှစ်ဘေးမှာကျောင်းကုန်းတုတ်တန်ကြီးကတီးရှိလို့နေရပေါ့ဗျာကျောင်းကုန်းတုတ်တန်ဆိုပေမဲ့လည်းအနီးပါးရွာနာကနာရေးဖြစ်တဲ့အခါမြုပ်နှံအသုံးပြုတတ်ကြတဲ့အတွက်အဲ့ဒီဒေသတဝိုက်ကြီးမားတဲ့တုတ်တန်ကြီးတစ်ခုပေါ့မောင်တို့ရမြန်မြန်မောင်းပါကွအေးကွငါလည်းမြန်ဆုံးမောင်းနေရပဲလမ်းကလည်းမကောင်းတော့ဒီလောက်ပဲရောက်တာပါကွာမောင်တိုးနဲ့တိန်းထုံးတို့2 ယောက်လဲဆိုင်ကယ်ကလေးတစ်စီးကိုဖြင်းချင်းစွာစီးနှင်းလာခြင်းပေါ့ကြေးရွာချင်းဆက်သွယ်ထားတဲ့လမ်းမကြီးဟာကွန်ကရစ်မခင်းရသေးတဲ့မြေသားလမ်းကြီးပေါ့ဗျာအဲ့ဒီပြင်မိုးရင်းကာလတစ်ခုလုံးမိုးရေများဘွားအိုင်များနဲ့ပျက်စီးနေတဲ့လမ်းကြီးဆိုတော့အခုဆောင်းရသည်ရေခမ်းသွားတဲ့ချိန်မှာအဲ့ဒီဘွားအိုင်ကြီးများမှာကျင်းနဲ့ကြီးများဖြစ်ပေါ်နေပြီးလမ်းမကြီးတစ်ခုလုံးပျက်စီးလို့နေရပါဗျာမင်းဆိုင်ကရလဲစုပ်လိုက်တာကွာဟဲ့အောင်သိန်းတော့မင်းမစင်းဆင်းနေကွာငါဘင်းကိုမင်းဝယ်ပေးထားကြနာမယ်ပြီးတော့ဒီနေ့သွားရတဲ့ကိစ္စကလည်းမင်းကိစ္စမဟုတ်ဘူးလားအေးပါမောင်တို့ရမင်းကလည်းစိတ်ကိုလျှော့ထားတဲ့မှာဒီကတင်းချောင်းကိုတွေ့လို့ငါကြောက်နေရတဲ့ထဲမင်းကတမောက်တိန်းထုံးပြောဆိုလိုက်တဲ့အတိုင်းလမ်းတစ်ကွေ့ကိုချိုးကွေလိုက်တဲ့အခါဆိုင်ကယ်မီးအောင်အောက်မှာအုတ်ကူဖွေးဖွေးကြီးရအတိုင်းသာပေါ်လာလို့နေရပေါ့အဲ့ဒီနေရာမှာလမ်းကကွေ့ကောက်သွားပြီးမောင်တိုးလဲဆိုင်ကယ်ကိုအမြန်ကွေ့ချလိုက်တာပေါ့အနီးကမှကွေ့လိုက်တဲ့တကြောင်အနီးကလမ်းမှာဖုံထူနေတဲ့တကြောင်ဆိုတော့ဆိုင်ကယ်ဘင်းကဖုံသားတွေကိုနှစ်ပြီးဆိုင်ကယ်လဲကြမလို့ဖြစ်သွားတာပေါ့မောင်တိုးကဆိုင်ကယ်ကိုထိန်းပြီးဆွဲလှည့်လိုက်တဲ့အချိန်ဆိုင်ကယ်ကအချိန်မထိန်နိုင်တော့ပဲတုတ်တန်ကြီးအတွင်းကိုထိုးဆင်းသွားတာပေါ့ဟာမောင်တို့ရေမှောက်ပြီဟာဆိုင်ကယ်နောက်မှာထိုင်စီးတဲ့သိန်းထုံးဟာဆိုင်ကယ်ပေါ်ကနေအသာခုန်ချလိုက်တာပေါ့မောင်တို့ကလည်းဆိုင်ကယ်ပေါ်ကနေအားလုံးပြီးတစ်ဖက်ကိုလဲကျသွားပြီမယ်ဆိုင်ကယ်ကမလဲပဲနဲ့အချိန်နဲ့ဆက်လက်မောင်းသွားပြီးလူမပါပဲနဲ့တုတ်တန်ကြီးအတွင်းကိုမောင်းဝင်သွားတော့တာပေါ့ဗျာတငယ်ချင်း2 ယောက်ကတယောက်မျက်နှာတယောက်ကြည့်ရင်ထိတ်လန့်သွားတော့တာပေါ့သိန်းတော့ဆိုင်ကလူမပါပဲနဲ့တင်းချောင်းကတော့တက်တဲ့မောင်းဝင်သွားတယ်အေးကွာထူးဆန်းလိုက်တာငါတို့ဘယ်လိုလုပ်ကြမလဲမောင်တို့ဘာလုပ်ရမလဲကွာငါဆိုင်ကငါသွားပြန်ယူရမှာဗောမင်းကလည်းဖြစ်မလားကွာသိန်းထုံးကတစ်ချက်ရေရွတ်လိုက်ပြီးတုတ်တန်ကြီးအတွင်းကိုကြည့်လိုက်မိရပေါ့တစ်ပင်ကြီးများနဲ့အုံဆိုင်စွာပေါက်နေတဲ့တုတ်တန်ကြီးကညအမှောင်မှာအလွန်ကြောက်စရာကောင်းနေရပေါ့အုတ်ကူဖြူဖြူကြီးများကလည်းပြန်ကျဲကတီးရှိနေတယ်လို့လူသေးများကိုမီးရှို့တယ်တကြိုးဆက်ကြီးကိုလည်းထီကြီးမြင်တွေ့လို့နေရတာပေါ့လာကွာဟဲ့ဆိုင်ကဝင်းယူအောင်မောင်တိုးကတိန်းထုံးကိုအဖော်ခေါ်ပေးမယ်တိန်းထုံးကမလိုက်ရဲဘူးပေါ့ဒီလိုနဲ့တိန်းထုံးလက်ကိုမောင်တိုးကပြေးဆွဲလိုက်ပြီးတုတ်တန်အတွင်းကိုအတူတူဝင်ခဲ့ကြတာပေါ့ဗျာ
အုတ်ကူများကိုဖျက်ကျော်ပြီးရင်တော့တနေရာမှာအုတ်ကူတစ်ခုနဲ့တိုက်မိပြီးဘေးတိုက်လဲကျနေတဲ့ဆိုင်ကယ်ကိုတွေးလိုက်ရတဲ့အတွက်သူတို့နှစ်ဦးသာအမြန်ဆုံးပြေးပြီးတော့ဆိုင်ကယ်ကိုထောင်လိုက်ကြတာပေါ့ဆိုင်ကယ်နဲ့တိုက်မိတယ်အုတ်ကူကြီးကတော့အတော်အိုဟောင်းနေပြီဖြစ်ပြီးအုတ်သားများတော့ကွဲကျင်နေပြီးတော့အတွင်းကအခေါင်းကြီးကိုတော့လှမ်းလို့မြင်နေရတာပေါ့ဟေ့မောင်တို့ဆိုင်ကယ်ကိုမြန်ယူကွာငါတို့ထွက်အောင်မောင်တို့ကလည်းဆိုင်ကယ်ကိုထောင်လိုက်တဲ့အချိန်ဆိုင်ကယ်ကဆက်ရက်သွားတာပေါ့ဒီလိုနဲ့တော့တန်းနဲ့ဖွင့်ပြီးဆိုင်ကယ်ကိုဆက်နိုးပေမဲ့ဆက်ကမနိုးတော့ဘူးပေါ့ဗျာခြေထောက်နဲ့ဆက်နိုးတန်းကိုနင်းပြီးနိုးပေမဲ့လည်းဆိုင်ကယ်ကဆက်မနိုးတော့ဘူးမောင်တို့ကကြောက်ရွံ့နေပေမဲ့သူ့ထက်ကြောက်တဲ့သိန်းထုံးအရှိမှဆိုတော့မကြောက်တဲ့ဟန်ဆောင်းနေရတာပေါ့ဆိုင်ကယ်ကိုတွန်းသွားကြမယ်ကွာဒီလိုနဲ့တငယ်ချင်းနှစ်ယောက်ဆိုင်ကယ်ကိုတွန်းလာခဲ့ကြတာပေါ့လမ်းမရှိတဲ့မြတ်တော်များကိုမဖြတ်တော့ပဲခရီးမြင်းနေရတယ်တုတ်တန်အတွင်းမှာရှိတယ်လူသွားလမ်းကလေးအတိုင်းဆိုင်ကယ်ကိုတွန်းလာကြတာပေါ့ဒီလိုနဲ့မကြခင်မှာပဲတုတ်တန်အလယ်မှာရှိတယ်ဇယက်ကြီးကိုမြင်လိုက်ရတော့တာပေါ့အဲ့ဇယက်ကြီးရဲ့အရှိမထမင်းစပွဲဝိုင်းကြီးတစ်ခုချထားပြီးထမင်းစပွဲအပေါ်မှာလဲထမင်းတပကံအသားများထည့်ထားတယ်ဟင်းတပကံနဲ့အတူဖျောင်းတိုင်းမိတိုင်ကိုထုံးထားတာကိုတွေ့ရတာပေါ့ဟေးကောင်မောင်တို့အဲ့ဒါဘာကြီးလဲကွာတန်းထုံးသွားပြီးဆက်စုမနေနဲ့ငါတို့ပြန်အောင်ကွာအေးပါသူတို့နှစ်ဦးပြန်မှုပြင်လိုက်စင်မှာပဲထမင်းဝိုင်းကြီးပေါ်မှာမိမကြီးတယောက်ကစောင်းကြောင်ထိုင်လျက်သားကြီးပေါ်လာတာပေါ့မျက်စိရှိမှပင်ပေါ်လာတဲ့အတွက်နှစ်ဦးသားလန့်ပြန်သွားတာပေါ့အဲ့ဒီမိမကြီးဟာသူတို့ကိုနောက်ကျောပေးကထိုင်းနေတဲ့အတွက်အဲ့ဒီမိမကြီးရဲ့မျက်နှာကိုအသေးချမမြင်အောင်ပေါ့ဗျာစပွဲဝုံပေါ်မှာချထားတယ်ထမင်းပကံများကိုအားရပါရနဲ့စားတော့လို့နေရပေါ့မောင်တို့လည်းអော်ဖို့အတွက်ကြံရွယ်လိုက်စဉ်သူ့ပါဇက်ကိုလက်ကြီးတစ်ဖက်ကလာပိတ်လိုက်တာပေါ့အဲ့လက်ကြီးအတိုင်းဆက်ကြည့်လိုက်ရာအဖိုးကြီးတယောက်ဖြစ်နေတာပေါ့သူ့ဘာသာထမင်းစားနေတာမင်းတို့အောင်ရင်နှောက်ရက်လို့ဖြစ်မှာပေါ့ကွမအော်နဲ့တော့အဖိုးကြီးပြောတဲ့အခါမောင်တို့ကခေါင်းညင်လိုက်တာပေါ့ဒါနဲ့အဘကြီးကလူပါနော်အေးပါငါလူစစ်ပါကွခုနကထမင်းဝိုင်းရလဲမဖဲဝအတွက်ငါပြင်ဆင်ပေးထားတာကဲလာမင်းဆိုင်ကိုခဏထားပြီးမင်းတငယ်ချင်းကိုခေါ်ပါအောင်သူ့တငယ်ချင်းဖြစ်သူတိန်းထုံးကိုလှည့်ကြည့်လိုက်ရာတိန်းထုံးကပါဇက်မှာအမြုံများတစည်းစည်းထွက်ပြီးမေမျောလို့နေရပေါ့ဗျာမောင်တို့လည်းဘာလို့ရမှမသိတဲ့အတွက်ဆိုင်ကယ်ကိုရက်ထားလိုက်ပြီးတိန်းထုံးကိုတွဲထူလိုက်တာပေါ့အဖိုးကြီးကပါတိန်းထုံးကိုဝိုင်းကူပြီးတွဲလိုက်တာပေါ့ဗျာမြန်လို့ဟိတင်းညာကုန်းနဲ့ကြာမေ့နေတာမကောင်းဘူးကွလာခဲ့သူ့ကိုငါတဲကိုခေါ်ခဲ့ကွာဒါဆိုကျုပ်ဆိုင်ခဲ့ရောတင်းညာကုန်းထဲမှာထားခဲ့စမ်းပါမင်းဆိုင်ကိုဒီထဲမှာဘယ်သူမှလာမခိုးရပါဘူးကွအဖိုးကြီးပြောတဲ့အတိုင်းမောင်တိုးလဲတိန်းထုံးကိုတွဲပြီးတော့တုတ်တန်အတွင်းကနေထွက်လာခဲ့ကြတာပေါ့အဲ့တော့ကျောင်းကုန်းရွာလေးတွင်းကိုချိုးဝင်ခဲ့ကြပြီးရွာနဲ့အတော်လှမ်းနေရွာအစွန်မှာရှိတယ်တဲကလေးအပေါ်ကိုတက်ခဲ့ကြတာပေါ့ဗျာတဲရှိကန်ဝါကြမ်းကင်းမှာပဲမောင်တို့လှဲချလိုက်တာပေါ့တဲအတွင်းမှာရှင်းလင်းနေပြီးဘာသုံးဆောင်မှမရှိဘူးဗျအဲ့ပြင်တဲအိမ်အနောက်ဘက်မှာရှိတယ်ထရံကြီးကတော့ဆွေးမြေ့နေပြီးပြဲထွက်နေတယ်လို့တက်ကဲမိုးထားတဲ့ခေါင်မိုးကလည်းအပေါက်များနဲ့စုပ်ပြက်တက်နေရပါဗျာအဖိုးကြီးကတော့တခုတည်းသောရင်နှွေးကွက်အတွင်းကိုတခုတည်းသောဓာတ်ဘူးအတွင်းကနေရေများကိုလောင်းထည့်လိုက်ပြီးမောင်တိုးဘက်ကိုလှမ်းပေးလိုက်တာပေါ့တောက်ပါကွမောင်တိုးကရင်နှွေးကွက်ကိုလှမ်းယူလိုက်ပြီမယ်အဲ့ဒီအဖိုးကြီးကဘယ်သူပဲဝါဖြစ်မှန်းမသိတဲ့အတွက်မတောက်သေးပဲခွက်ကိုသာကင်ထားလိုက်တာပေါ့ဗျာရင်နှွေးရဲ့နှွေးတဲ့ကြောင်မောင်တိုးလက်များနှွေးထွေးသွားရတာပေါ့ဒီကနေလှမ်းကြည့်လမ်းကိုမြင်ရတယ်လမ်းမှာဆိုင်ကယ်တွေပါတွေ့တယ်ဆိုရင်တော့မင်းအကူကြီးပြေးတောင်းလို့ရပါကွာမောင်တိုးလည်းခေါင်းညှိလိုက်တယ်ဗျအဲ့နောက်တဲဟူတစ်ချက်ဝေးကြည့်လိုက်ပြီးအဘဒီမှာနေရလားယာကြီးပဲဆိုပါတော့ကွာဒါနဲ့ခုနတင်းချောင်းကုန်းနဲ့ထမင်းဝိုင်းဟာဘာလုပ်တာမင်းအဲ့အကြောင်းလေး
သိချင်သွားပြီမဟုတ်လားမောင်တို့လည်းခေါင်းညှိလိုက်မိရပေါ့အေးသိချင်ငါပြောပြမယ်တို့ရွာမှာတော့ဒီအကြောင်းကိုတော်တော်များများသိနေကြပြီကွာဒီလိုနဲ့အဘိုးကြီးကမောင်တို့အားဇက်ကြောင်းတစ်ခုကိုပြောပြလိုက်တာပေါ့အင်ဂျီတရားမပြည့်တယ်ကျောင်းကုန်းရွာကလေးမှာကျက်သမားကြော်ကြီးဆိုရင်မသိသူမရှိပေါ့အမြဲတမ်းတောက်စားငူရရန်ကနေသူတူဖြစ်တယ်လို့ကြက်တိုက်လေအလွန်ဝါသနာပါတယ်ဗျအာရင်သူ့တိုက်ချက်များကိုအမြဲလေးကျင့်သင်ကြားပေးလို့နေရပေါ့အမြုတီရှိရာအမြုတီစုသည်ဆိုတဲ့စကားအတိုင်းကျက်သမားကြော်ကြီးနဲ့တွဲဘက်ညီသူများကတော့ပေါက်ကြီးနဲ့မြူးကျယ်တို့ပေါ့ကြော်ကြီးကြက်ဝါသနာပါတဲ့အတိုင်းသူတို့ကလည်းကြက်ကိုဝါသနာပါကြတာဗျဒါမဲ့ကိုပိုင်ကြက်တော့မရှိဘူးပေါ့ကြက်ကောင်းဝယ်ဖို့လဲမတက်နိုင်တဲ့အတွက်ကြော်ကြီးရဲ့အနားမှာတပည့်ခန်းနေပြီးကြက်ပညာများကိုသင်ကြားကြတာပေါ့ဗျာကြော်ကြီးကသပင်ဘိုကေနဲ့ဖြစ်ပြီးကြက်သမားအရက်သမားလို့မထင်ရအောင်တောက်တောက်ပြောင်းပြောင်းဝှက်ဆင်တတ်ပေမယ်သူ့တပည့်ဖြစ်သူပေါက်ကြီးကတော့ကရုံးပြောင်းပြောင်းပစိုးတူတူနဲ့လက်မောင်းများမှလည်းဆေးမင်းကြောင်အပြည့်ထိုးထားပြီးအဝေးကနေကြည့်ရင်လူမိုက်တအူးမှန်သိလာတာပေါ့ပြူးကျဲကလည်းစွတ်ကျဲလက်ပြက်ဘောင်းမီတူကိုအမြဲဝှက်ဆင်လေးရှိပြီးတော့မျက်လုံးမှလည်းအငဲငယ်ပြုတ်ထွက်နေတဲ့အတွက်ပြူးကျဲလို့ခေါ်ကြတာပေါ့ရွာပြင်တောတန်းတနေရာမှာကြက်ဝိုင်းတစ်ခုကောင်းလို့နေရပေါ့ကြော်ကြီးရဲ့တိုက်တိုင်းနိုင်တဲ့ကြက်ဖကြီးနဲ့အုတ်တွင်းရွာကကြက်ဖတကောင်တို့ရဲ့အပြိုင်ဆိုင်တိုက်နေတဲ့ပွဲပေါ့တာကြီးထိုးလိုက်စမ်းပါကွာကြက်နှစ်ကောင်တိုက်နေတာကိုကြော်ကြီးကဘေးကကြည့်နေပြီးသူ့တိုက်ကြက်ဖကြီးကိုအမျိုးမျိုးပြောဆိုပြီးအားပေးလို့နေရပေါ့ဗျာဒါမဲ့ဒုတိယအကြော့မှာပဲကြော်ကြီးကြက်ကပြိုင်းလို့နေရဗျတချီမှာတော့ကြော်ကြီးရဲ့ကြက်ကိုတစ်ဖက်ကကြက်ကနေခြေနဲ့ခတ်ရမှာကြော်ကြီးကြက်ဖရဲ့မျက်လုံးတစ်ဖက်ပေါက်ထွက်ပြီးကြက်ဖကြီးဟာပတ်ပြေးလို့နေရပေါ့ဗျာဒါလားကွာကြော်ကြီးရဲ့ချန်ပီယံကြက်ဟုတ်ပါကွာပြေးတဲ့နေရာမှာတော့ချန်ပီယံပဲကွာလူအများကဝိုင်းဝန်းလှောင်ပြောင်ကြတဲ့အတွက်ကြော်ကြီးလည်းမခံနိုင်တော့ပဲကွင်းအတွင်းဝင်ပြီးတော့သူ့ကြက်ဖကြီးကိုလှမ်းဆွဲလိုက်တာပေါ့ဟေးကောင်ကြော်ကြီးမင်းဒါဘာလုပ်တာလဲကွာကြော်ကြီးဆိုတဲ့ကောင်ကအသုံးမကျရင်လူမပြောနဲ့ကြက်တောင်မှအရှင်မထားဘူးကွာအဲ့လိုပြောဆိုပြီးကြက်ဖကြီးကိုခြေထောက်ကနေဆွဲကင်ပြီးအနားမှာရှိတယ်တစ်ပင်ကြီးတစ်ပင်နဲ့ရိုက်တက်လိုက်တော့တာပေါ့ကြော်ကြီးကဒေါသထွက်နေတာဆိုတော့ကြက်ကြီးကိုတစ်ပင်နဲ့အဆက်မပြတ်ရိုက်ပြီးတော့ကြက်ကလည်းကြော်ကြီးလက်အတွင်းမှာပဲစစ်စစ်ညံ့ညက်ကြည်ပြီးတော့တေသွားတာပေါ့ဗျာအဲ့နောက်ကြော်ကြီးလည်းတပည့်နှစ်ယောက်ကိုခေါ်ဆောင်ပြီးရွာထဲကိုပြန်လာခဲ့တော့တာပေါ့ရွာဆုံမှာရှိတယ်ဦးလူပေရဲ့ရက်ဆိုင်ကိုဝင်ခဲ့ကြသေးရဲ့ဗျဦးလူပေကဆိုင်နဲ့ဝင်လာတယ်ကြော်ကြီးနဲ့တပည့်နှစ်ယောက်ကိုကြည့်လိုက်ပြီးတော့စောစောစီစီရှက်လာထုကြရဆိုတော့မင်းတို့ရှုံးခဲ့ပြီထင်မှကြော်ကြီးကဦးလူပေပါဇက်ပိတ်ထားဗျာအရက်ရောင်းမှလားမရောင်းလားဒါပဲပြောမဟုတ်ရင်ကျုပ်တို့ထပြန်မယ်ကြော်ကြီးတို့ဟာဦးလူပေဆိုင်မှာအမြဲအားပေးနေတယ်ဖောက်တယ်များပေါ့ဗျာဦးလူပေကလည်းဘာမှမပြောတော့ပဲအရက်သုံးလုံးကိုစပွဲပေါ်တင်ပေးလိုက်တာပေါ့အလွန်တရာစိတ်ညစ်နေတယ်ကြော်ကြီးတယောက်ဦးလူပေချပေးတဲ့အရက်ပလင်းကိုကောက်ကင်လိုက်ပြီးဒီအတိုင်းပဲမော့တောက်ချလိုက်တာပေါ့ဟာဆရာသမားရေမရောလားဗျာရေမရောရင်အသေးစောတဲ့နော်ပြူးကျဲကဝင်ပြောလိုက်တဲ့အခါကြော်ကြီးကပြူးကျဲကိုဒေါသတကြီးနဲ့ကြည့်လိုက်ပြီးလက်ထဲကပလင်းကိုချပြီးတော့ပြူးကျဲဟာတထောင်နဲ့ထထောင်းတော့တာပေါ့တပည့်ဖြစ်သူပြူးကျဲဟာကြော်ကြီးလှုပ်သမျှတအားအားနဲ့အော်ပြီးခန်းနေရတာပေါ့ဗျာကြော်ကြီးကပြူးကျဲကိုနှိပ်ဆက်ပြီးတဲ့အခါပေါက်ကြီးဘက်ကိုလှည့်လိုက်တာပေါ့မင်းလည်းအသုံးတစ်စမ်းမှမကြောက်ဘူးပေါက်ကြီးမင်းကငါပါးရိုက်မယ်မင်းမရှောင်နဲ့ကြော်ကြီးဟာပေါက်ကြီးရဲ့ပါးကိုရိုက်လို့တာပေါ့ပေါက်ကြီးကလည်းဆရာအမိန်ဆိုတော့မရှောင်ဘူးပေါ့၄-၅ချက်လောက်ကိုဆင်းရိုက်ပြီးတဲ့အခါမှာကြော်ကြီးစိတ်ကျေနပ်သွားတယ်ဗျအရက်တောင်ရင်တင်းငိမ့်စွာနဲ့တခုခုကိုစဉ်းစားနေလေရာတပည့်နှစ်ယောက်ကလည်း
တယောက်မျက်နှာတယောက်ကြည့်လို့နေရပါဗျာဆရာသမားဘာဒီကြံစီနေရလဲဆိုတာကျုပ်တို့ကိုပြောပါအောင်ဗျကြံစီနေတာမဟုတ်ဘူးကွာလုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားဆိုတော့ဆုံးဖြတ်နေတာဒီလောက်ဆုံးဖြတ်ခက်နေရင်လေလုံးမနေပါတော့နဲ့ဆရာသမားရာပေါက်ကြီးကပြောတဲ့အတွက်ကျော်ကြီးကလည်းလက်ဝါးကိုရွယ်လိုက်တဲ့အခါပေါက်ကြီးတွန့်သွားတာပေါ့ဒီဟာလှုပ်လိုက်ရင်တို့ရွာမှာတိုက်တဲ့ပွဲတိုင်းငါနိုင်မှာကွာဟာဒါဆိုလှုပ်တာလှုပ်ဗျာဒီနေ့ဟိုဘက်ရွာကြက်သမားတုတ်ကြီးရဲ့မျက်နှာကိုဆရာသမားမြင်လိုက်တယ်မဟုတ်လားပြူကျဲပြောလိုက်တဲ့အခါကျော်ကြီးကတစ်ချက်ပြန်စဉ်းစားလိုက်ပြီးခေါင်းငိမ့်လိုက်တာပေါ့အေးဒါကြောင့်လဲငါလှုပ်ကိုလှုပ်ရမှာဒီကောင်းမျက်ခွက်ဒီကောင်းအကြည့်ကိုငါမကျေနပ်ဘူးကွာအဲ့နောက်ကျော်ကြီးကအိတ်ကက်ထဲကပတ်စံတွေကိုနှိုက်လိုက်တာပေါ့ပြူကျဲဟာပတ်စံ900လှမ်းပေးနေပြူကျဲမင်းအမဲသားနှစ်ပိတ်သာသွားဝယ်လာခဲ့ပြူကျဲကပတ်စံကိုလှမ်းယူလိုက်တာပေါ့အဲ့ဒီခေတ်အဲ့ခါအမဲသားတပိတ်သားမှာငွေ250တာကျတာဗျကျော်ကြီးကပေါက်ကြီးဘက်ကိုလှည့်လိုက်ရင်ပေါက်ကြီးဟောင်းမင်းကတော့စပွဲဝိုင်းကြီးတစ်ခုရှားလာကွာဒီညနေပဲငါလိုချင်တယ်ဟုတ်ကဲ့ဆရာသမားငေါက်လိုက်တဲ့အတွက်တပည့်နှစ်ဦးကလည်းထပြေးရတော့ပေါ့ကျော်ကြီးကအရက်ပလင်းကိုကောက်ယူပြီးခတ်ထွေထွေနဲ့ပြုံးလိုက်တော့တာပေါ့ဗျာတုတ်ကြီးမင်းနဲ့ငါတွေးကြသေးတာပေါ့ကွာည9နာရီထိုးတဲ့အခါပြူကျဲနဲ့ပေါက်ကြီးတို့ကကျော်ကြီးအိမ်ကိုရောက်ရှိလို့လာတာပေါ့ပြူကျဲကအမဲသားရွဲကြီးများကိုကင်ဆွဲထားတယ်လို့မျိုးပေါက်ကြီးကလည်းဖုံးကြီး9ပါးထိုင်ကဆွန်းစားနိုင်တယ်ဇပွဲဝိုင်းကြီးကိုထမ်းပို့လို့လာတာပေါ့ဘိုးဆရာသမားကျုပ်တို့ရောက်ပြီဗျအဲ့ဒီခါအိမ်မော်ကနေတောင်းတလုံးပိုက်ပြီးကျော်ကြီးကဆင်းလာတာပေါ့ကဲလာငါနဲ့လိုက်ခဲ့ကြကွာရွာမင်းကိုဥတီပြီးထွက်သွားတဲ့အတွက်ပြူကျဲနဲ့ပေါက်ကြီးတို့တယောက်ကိုတယောက်ကြည့်ပြီးဆရာသမားစပွဲကုန်းကြီးနဲ့ရွာမင်းမှာဘာလုပ်မလို့လဲရွာမင်းမဟုတ်ပါဘူးကွာတင်းချမ်းကုန်းသွားမှာဗျာတင်းချမ်းကုန်းထဲကိုသွားမှာလားအေးလေသွားပြီးတော့ဟိုကတရေတွေကိုအစာသွားကျွေးမလို့ပေါက်ကြီးကလက်များတော်မှတုံရင်းလာတာပေါ့ကျော်ကြီးကတုတ်တန်ဝါကိုရောက်တဲ့အခါတပည့်နှစ်ဦးကိုလှမ်းကြည့်ရင်ဘာလဲမင်းတို့ကလူမိုက်တွေဖြစ်ပြီးသေးရဲကြောက်လို့လားကြောက်တာပေါ့ဆရာသမားရဲ့ပေါက်ကြီးကထပြောတာပေါ့ပြူးကျဲကကြောက်ပေမဲ့လဲဆရာသမားစိတ်ဆိုးပြီးထိုးနှက်မျိုးကိုစိုးရင်တဲ့အတွက်မျိုးသိပ်ထားလိုက်ရတာပေါ့ပေါက်ကြီးကမင်းရဲ့ဗလာကြီးကိုလည်းအားနာစမ်းပါအောင်ကွာမပူပါနဲ့ငါပိုင်မင်းတို့ဘာမှဖြစ်စေအောင်အဲ့နောက်သုံးဦးသားတုတ်တန်အတွင်းကိုဝင်သွားခဲ့ကြတာပေါ့တုတ်တန်အလဲဇေယျကြီးနားရောက်မြေပြောင်မှာကျော်ကြီးကပေါက်ကြီးထမ်းလာတဲ့စပွဲဝိုင်းကြီးကိုချခိုင်းလိုက်တာပေါ့စပွဲဝိုင်းကြီးကိုချပြီးတဲ့အခါသူပိုက်ထားတဲ့တောင်းနေရတန်ပကံများနှစ်ချက်ကိုထုတ်ယူလိုက်ပြီးထမင်းစပွဲဝိုင်းကြီးပေါ်ကိုတင်လိုက်တာပေါ့အဲ့နောက်ပကံများတစ်ချက်အတွင်းကိုထမင်းများကိုခုကတ်ထည့်လိုက်ပြီးကြံတဲ့ပကံများတစ်ချက်အတွင်းကိုတော့အမဲသားတွေကိုထည့်လိုက်တော့တာပေါ့အဲ့နောက်တောင်းနေရနေဖျောင်းနိုင်သုံးနိုင်ကိုထုတ်ယူလိုက်ပြီးစပွဲပေါ်မှာထုံးညှိလိုက်တော့တာပေါ့ဗျာကျော်ကြီးကဒုတ်တချောင်းကိုကောက်ယူလိုက်ပြီးစပွဲဝိုင်းအနီးမှာအဝိုင်းပုံစံစီးတာလိုက်တယ်ဗျဖျောင်းနေဒီစီးဝိုင်းနေကနေမထွက်ကြနဲ့နော်ဘာပဲဖြစ်ဖြစ်လုံးဝမထွက်နဲ့ဟုတ်ပြီလားထွက်ပြေးတဲ့ကောင်ကိုတရေလိုက်ကြိုက်လိမ့်မယ်ကွာပေါက်ကြီးနဲ့ပြူးကျဲလေခေါင်းငိမ့်လိုက်တယ်ဗျအဲ့ခါကျော်ကြီးကစီးဝိုင်းတွင်ကိုဝင်ပြီးအတန်ထားနေဤတင်းချိုင်းကုန်းမှာနေထိုင်ကြတယ်တရေအပေါင်းနဲ့တကွာတင်းချိုင်းကြောင့်မဖွဲဝါကိုလည်းကျုပ်တို့ပင့်ဖိတ်ပါတယ်မဖွဲဝါနဲ့အတူတရေများရောက်လာကြပြီးကျွန်ုပ်တို့ဆက်တာတယ်စားတော်ဝိုင်းကိုလာရောက်စားတော့ကြပါသုံးဆောင်ကြပါကျွန်ုပ်တို့ပင့်ဖိတ်ပါတယ်ကျော်ကြီးကဒီအတိုင်းသုံးချိန်ပြောကြပြီးရင်တော့စပွဲဝိုင်းကိုသုံးသားကင်လိုက်ပြီးသုံးကတိမြောက်လိုက်တာပေါ့ဗျာအဲ့နောက်ကျော်ကြီးကမင်းတို့ကောင်လေးမျက်စိမှိတ်ထားကြတယ်ကွာအဲ့ဒီခါတရွာလုံးမှာရှိတဲ့ခွေးများတဝူးဝူးနဲ့ကိုဥကြတာဗျပေါက်ကြီးတို့လည်းကြောက်လန့်နေတွေ့
မျက်လုံးများတော့မဖွင့်ရဲကြဘူးပေါ့ဗျာအဲ့ဒီချိန်သူတို့လက်နဲ့ထိထားတယ်ထမင်းစပွဲကြီးဟာဝုန်းကနေလှုပ်ရှားသွားတာကိုခံစားလိုက်ရတာပေါ့ပေါက်ကြီးကလည်းကြောက်ကြောက်နေမျက်လုံးကိုအသာမှေးပြီးဖွင့်ကြည့်လိုက်တဲ့အခါသမင်ဖားလာချထားပြီးထမင်းရင်ရှားအနှက်ရောင်ကိုဝတ်ဆင်ထားတယ်မိမတူကထိုင်ကုန်ပေါ်မှာစောင်းကြောင်ဝင်ထိုင်ပြီးထမင်းနဲ့အမဲသားကိုလက်နဲ့ဆုပ်ကိုင်းပြီးတော့အားရပါရစားတော့လို့နေရပါဗျာပေါက်ကြီးကလည်းအဲ့ဒီမိမကိုကြည့်ရင်သွေးပြက်မတန်ကြောက်ရွံ့သွားခဲ့တာပေါ့ခန္ဓာကိုယ်ကြီးကတစ်စက်စက်တုံလာတဲ့အတွက်အနီးမှာရှိတဲ့ကြော်ကြီးကပေါက်ကြီးရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်တာပေါ့ဟဲ့ပေါက်ကြီးထွက်ပြေးဖို့မစင်းစားနဲ့တော့ထွက်ပြေးရင်မင်းသိပါအဲ့ဒီခါစီးဝိုင်းအပြင်ဘက်မှာမဲမဲအကောင်ကြီးများငုတ်တုတ်ထိုင်းပြီးပေါ်လာကြတာပေါ့အဲ့ဒီကောင်ကြီးများကစီးဝိုင်းအတွင်းကိုလက်များနဲ့လှမ်းနိုင်ပြီးမဲ့လေစီးဝိုင်းအတွင်းကိုဝင်မရဘူးဗျဒီလိုနဲ့စီးဝိုင်းအပြင်ကကြောင်းမဖွဲကောင်းတဲ့အတန်ကြီးများနဲ့ညီးညူပြီးအစာတောင်းကြတာပေါ့အတန်နဲ့ကြီးများနဲ့ဘလုံးပထွေတလုံးချင်းပြောဆိုနေခြင်းပေါ့အဲ့ဒီခါခုံပေါ်မှာငုတ်တုတ်ထိုင်ပြီးစားတော့နေတဲ့မိမကြီးဟာအမဲသားပကံထဲရှိတယ်အမဲသားများကိုလူယူပြီးစီးဝိုင်းအမြင်ကိုပြစ်ချပေးလိုက်တော့အမဲကောင်ကြီးများကလည်းမြေပေါ်ကျလာတဲ့မဲသားလုံးတွေရှိကိုတဲကြီးမဲကြီးပြေးသွားကြတာပေါ့ဒီလိုနဲ့အသားရွဲကိုတယောက်တစ်ဖက်စီလူကိုက်ဖြတ်ကြပြီးတော့စားတော့ကြရတမိနစ်ခန့်တော့မကြောက်ဘူးပေါ့ဗျာအဲ့တော့အဲ့ဒီမိမကြီးကထမင်းပကံကိုလက်နဲ့ကင်လိုက်ပြီးပဝင်းကြီးကိုကျဲ့ပတ်လိုက်တော့ခွေးပေါက်လေးများနဲ့တူတဲ့အကောင်သေးသေးလေးများကလည်းအုံနဲ့ကျင်းတဲ့ကိုပြေးလာကြတာဗျမြေပေါ်ကျနေတဲ့ထမင်းကြီးတွေကိုတလုံးချင်းစီကောက်ပြီးအလူရဲ့စားတော့ကြတော့တာဗျပေါက်ကြီးတယောက်အဲ့ကောင်လေးတွေကိုကြောက်လန့်တကြားကြည့်နေစင်မှာပဲဇပွဲပေါ်ထိုင်းနေတဲ့မိမကြီးဟာကွယ်ပြောက်သွားခဲ့တာပေါ့သူတို့ရဲ့အနီးမှာထိုင်းနေတယ်မဲမဲကောင်ကြီးများသားမကမြေပေါ်မှာရှာစားနေကြတယ်အကောင်သေးကလေးများကလည်းကွဲပြောက်သွားပြီးသုံးတန်ကြီးတစ်ခုလုံးဗကရီအတိုင်းတိတ်ဆိတ်သွားတော့တာပေါ့ဗျာအဲ့ခါကြော်ကြီးကမတ်တက်ထားရလိုက်ပြီးလက်နှစ်ဖက်ကိုလေပေါ်မြောက်တင်အခုလိုသုံးဆောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တင်းချိုင်းမှာရှိတဲ့သေးရဲပေါင်းနဲ့တင်းချိုင်းကောင်မဖဲဝါကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျုပ်တို့နောက်တစ်ခါတိုက်မဲ့ကြက်ပွဲကိုလည်းနိုင်အောင်ကူညီပေးကြပါကစားဝိုင်းလောင်းကစားမှန်သမျှမှလည်းအနိုင်ရအောင်လို့ကူညီလို့ပေးပါခင်ဗျာဒီလိုကူညီပေးမယ်ဆိုရင်ကျုပ်တို့9ရက်ပြည့်တဲ့အခါတိုင်းအခုလိုမျိုးမဖဲဝါနဲ့တင်းချိုင်းတွင်းဟာတရဲများကိုထမင်းဝိုင်းဖွဲပြီးတော့လာရောက်ကျွေးမေးပါမယ်လို့ဂရီပေးပါတယ်ကျုပ်တို့ရဲ့လိုရင်ဆန္ဒများကိုလည်းပြည့်မြောက်အောင်ဆောင်မပေးပါခင်ဗျာကြော်ကြီးអော်ပြီးတဲ့အခါသုတ်တန်ကြီးတစ်ခုလုံးမှာစူညံအော်ဟစ်တန်လေးလိုမျိုးအတန်ကြီးများလူများအားပေးလက်ခုပ်တီးတယ်အတန်ကြီးများလိုမျိုးအတန်တွေထွက်ပေါ်လာတာဗျစက္ကန့်ပိုင်းလောက်ကြာတော့ရုပ်ကြီးပဲတိတ်ဆိတ်သွားတာပေါ့ဗျာကဲအောင်မကြီးဟျောင်းနေဒီစပွဲကိုရွာထဲတဲမလာကြနဲ့ဒီနားကတနေရာမှာသာထောင်ထားလိုက်ကြကွာပကံတွေကိုလည်းတနေရာဝှက်ထားလိုက်ကြကွာပြူးကျင်ဟာဒါဆိုဆရာသမားရှေ့ပွဲမှာနိုင်ပြီပေါ့နော်ပြူးကျင်ရဲ့အမေကိုကြော်ကြီးကခေါင်းငိမ်ပြီးဖြေဆိုလိုက်တာပေါ့တိတ်မှန်တာပေါ့ကွာမနေ့ကမနေ့ရောက်တာနဲ့မင်းကဟိုဘက်ရောက်သွားပြီးတော့တုတ်ကြီးကိုသွားစင်ခေါ်စမ်းကွာကြိုက်တဲ့ကြေးတာပြောလို့အေးဒါမဲ့ချင်းတဲ့နေရာကတော့ဒိုးရွာမှာပဲဖြစ်ပါစေဟုတ်ကဲ့ဆရာသမားသူတို့သုံးတယ်တုတ်တန်အတွင်းကနေခြေလန်းခတ်တော့နေပြန်လာခဲ့တော့တာပေါ့ဗျာနောက်တစ်နေ့မနေ့မိုးလင်းတာနဲ့ပြူးကျင်မှာကြော်ကြီးခိုင်းထားတဲ့အတိုင်းတစ်ဖက်ရွာအုတ်တွင်းရွာကိုတွားရောက်ပြီးတော့ချင်းဆိုတော့တာပေါ့အုတ်တင်းရွာမှာကျောင်းကုန်းရွာကလိုမျိုးရွာကလေးတရွာမဟုတ်ပေမယ့်ရွာကြီးတရွာပေါ့ဗျာအင်ဂျီ1000နီးပါးရှိပြီးအလွန်စီကားတဲ့ရွာတရွာဗျနေ့လေရောက်တဲ့အခါကြော်ကြီးနဲ့ပေါက်ကြီးတို့ထိုင်နေကြဦးလူပရဲ့ရက်ဆိုင်မှာထိုင်ပြီးပြူးကျဲတဲ့တင်းကိုစောင့်လို့နေရပေါ့မကြခင်မှာပဲပြူးကျဲတယောက်အပြေးတစ်ပိုင်းနဲ့ရောက်လာခဲ့တယ်ဗျ
ဘယ်လိုလဲကွာပြုကြံဆရာသမားမှားတဲ့အတိုင်းပဲကျုပ်ဒီကောင်စိန်ခေါ်ခဲ့တယ်ဒီကောင်ကတော့ဆရာသမားကိုနိုင်ထားတယ်ဆိုပြီးတော့မြောက်ကြွဖြစ်နေတာအေးလေပြီးရောမင်းတို့ကြည့်နေပါငါတို့မနေ့ကအစီအစဉ်တွေလုပ်ထားတယ်ဒီကောင်ချက်ဘယ်လောက်ကောင်းအောင်ငါးချက်ကိုရှုံးရမယ်ကွာဒါနဲ့ဆရာသမားမှာကြက်ကောင်းမှမရှိပဲမပူပါနဲ့ကွာအိမ်မှာငါမွေးထားတဲ့ကြက်ပေါက်တစ်ကောင်ရှိတယ်ဒီကောင်ကြက်ပေါက်ဆိုပေမဲ့တိတ်ရဲတဲ့ကောင်ကဒီကောင်စမ်းတော့ကြည့်ရမယ်ဒီလိုနဲ့3ရက်လောက်ကြာတဲ့အခါကျောင်းကုန်းရွာတုတ်တန်အနီးတောတန်းကလေးထဲမှာကြက်ဝိုင်းဖွဲ့ကြတော့တာပေါ့အခြားကြက်သမားများလည်းဝိုင်းတိုက်မယ်ဆိုပေမဲ့အဓိကကြက်ပွဲကတော့အုတ်တွင်းရွာကတုတ်ကြီးနဲ့ကျောင်းကုန်းကကြက်သမားကြော်ကြီးတို့ရဲ့မကြေပွဲပေါ့ဗျာကြေးကလည်းကြိုက်ကြေးခေါ်ထားတာဆိုတော့အများကစိတ်ဝင်စားနေကြပေါ့ဒီလိုနဲ့မကြခင်မှာကြက်တိုက်တဲ့ဝိုင်းတွင်းကိုတုတ်ကြီးကသူ့ကြက်ဖာကြီးကိုပိုက်ပြီးဝင်ရောက်လာတာပေါ့ကြော်ကြီးကလည်းကြက်ပေါက်ကိုပိုက်ပြီးဝင်လာခဲ့တာပေါ့ဗျာမင်းကြက်ပုံစံကိုကြည့်ရတာငါကြက်ဖာကြီးရဲ့သားလောက်ပဲရှိပါရောလားဒီလိုကြက်သားပေါက်နဲ့ငါရဲ့ကြက်ကြီးကိုမင်းနိုင်မယ်ထင်လို့လားကြော်ကြီးကဒေါသထွက်သွားပြီမဲ့လေနိုင်ခွက်သိနေတဲ့အတွက်မဖြုံတော့ဘဲနဲ့ခက်ထီထီတာပြုံးလိုက်တာပေါ့ဗျာအေးပါကွာဟဲ့အောင်တုတ်ကြီးမင်းတို့ငါစိန်ခေါ်တာဆိုတော့မင်းကြိုက်တဲ့ကြီးကိုခေါ်စမ်းကွာအဲ့ခါတုတ်ကြီးကလက်ညှိုးတစ်ချောင်းထောင်လိုက်တာပေါ့တညပဲမိမနဲ့ငါ့ကိုတညပေးအိမ်ဆန်ကွာကြက်ဝိုင်းအတွင်းမှာရှိရဲ့လူများအားလုံးကကြော်ကြီးဘလို့တုတ်ပြန်မဲဆိုတာကိုစိတ်ဝင်စားနေကြည့်နေကြတာပေါ့ဗျာဒီလိုနဲ့ကြော်ကြီးကအေးလူခေါင်းငိမ့်လိုက်တာပေါ့ကောင်းပြီလေမင်းပြောတာကိုငါလက်မခံနိုင်ကြမရှိဘူးအဲ့ခါတုတ်ကြီးကပြုံးလိုက်ရင်ကြော်ကြီးကငါမင်းမောင်တညပဲယူမှာနော်တုတ်ကြီးစွမ်းသိပြီးမင်းမငါနောက်လိုက်လာရင်တော့ငါအပြစ်မဟုတ်ဘူးကွာကြော်ကြီးကလည်းခက်မှနဲ့ကောင်းပြီငါ့ကိုကြတော့မင်းကမိမပေးဖို့ပြောတယ်မင်းကြတော့လူပြိုလူလို့ဆိုတော့တကယ်လို့မင်းရှုံးရင်ငါ့ကိုဘာပြန်မေးမလဲပြောရအေးလေငါလည်းမိမကိုတောင်းဆိုတာ哦မင်းသာဒီချက်နဲ့ငါ့ကိုနိုင်သွားရင်တော့ကြော်ကြီးအားငါမင်းကိုငါနှမထွေးမုံနဲ့ပေးစားလိုက်မယ်မင်းနားလေလားတုတ်ကြီးနဲ့အုတ်တွင်းရွာသားများရဲလိုက်ကြတာပေါ့ပြုတ်ကျက်နဲ့ပေါက်ကြီးတို့ကမခံမရနိုင်ဖြစ်ပြီးလက်ပါခြင်းပဲကြော်ကြီးကတားလိုက်တော့တာပေါ့ဗျာမလုံးနဲ့ငါးကောင်နေစိတ်လျှော့တာကြက်သမားဆိုတာကြက်ချင်းအနိုင်ယူရတယ်ကွလက်ပါလို့မဖြစ်ဘူးဒီလိုနဲ့ကြက်ဝိုင်းကစတော့တာပေါ့တုတ်ကြီးကသူ့ကြက်ဖာကြီးကိုအနီးကအမိန်ပေးပေမဲ့လည်းကြက်ဖာကြီးကကြက်ပေါက်ကိုအရင်ကလိုမျိုးအားနဲ့မန်းနဲ့မတိုက်ခိုက်ပဲနဲ့ပေါ့တန်းတိုက်ခိုက်နေရတယ်လို့ထင်ရတယ်ဗျကြက်တွေမောသွားတဲ့အခါကြက်ပွဲကိုတချီပြီးလိုက်တော့တာပေါ့ဒီလိုနဲ့မကြမီပါပဲဒုတိယတချီစတင်လိုက်ကြတယ်ဗျဒုတိယအချီမှာတော့ကြော်ကြီးရဲ့ကြက်ပေါက်ကစတင်တိုက်ခိုက်ပြီးတုတ်ကြီးရဲ့ကြက်ဖာကလည်းပြန်လှည့်ပြီးတော့ထွက်ပြေးတော့တာပေါ့တချမ်းမှမတိုက်ခိုက်ပဲနဲ့ကြက်ပေါက်တိုက်ခိုက်တဲ့မြောက်ကိုခန်းနေရတဲ့အတွက်တုတ်ကြီးတယောက်အလွန်ဒေါသထွက်လာခဲ့တာပေါ့တုတ်ကြီးကမင်းကြက်ဖာတိုက်အောင်မလားငါတော့ဝင်ပြေးမှလားကွတကယ်ပြေးနေတော့တာပဲကြော်ကြီးကအဲ့လိုပြောဆိုလိုက်တဲ့အခါအလွန်ဒေါသထွက်သွားပြီးသူ့ကြက်ဖာကြီးကိုရေနဲ့တဖူးဖူးမှုတ်တော့တာပေါ့ဒီလိုနဲ့မကြခင်မှာကြော်ကြီးရဲ့ကြက်ပေါက်ကတုတ်ကြီးရဲ့ကြက်ကိုတက်ခွတ်လျာကြက်ဖာကအထိနာသွားပြီးမြေပြင်ပေါ်ကိုဘိုင်းကနေလဲကြပြီးတော့ချင်းတစ်ချောင်းမိုးပေါ်ထောင်လျက်ဆန့်ငင်ဖြစ်သွားတော့တာပေါ့ဗျာဒီလိုနဲ့ကိုကြက်ဖာကိုကြည့်ပြီးတုတ်ကြီးတယောက်အလွန်အံ့အားသင့်နေတော့ပေါ့တည်သွားပြီတုတ်ကြီးရဲ့ကြက်ဖာတည်သွားပြီဟဲ့အဲ့ဒီခါကျောင်းကုန်းရွာကကြက်သမားများကထအော်ကြတော့တာပေါ့ကျော်ကြီးကတော့ခပ်ပြုံးနဲ့တုတ်ကြီးကိုကြည့်လိုက်တော့တာပေါ့ဗျာထွေးမုံမင်းလေးကငါမရဖြစ်တော့မှာပါလားကွတုတ်ကြီးတယောက်မျက်နှာကြီးမဲလို့နေရပါဗျာအဲ့တော့တုတ်ကြီးမင်းပြောတဲ့လောင်းကြီးကိုမင်းဂရိတီနော်တုတ်ကြီးကတောက်တစ်ချက်ခောက်လိုက်ပြီးကောင်းပြီထွေးမုံကိုမင်းဘယ်နဲ့လိုချင်လဲအခုတော့မရဘူးနှောင်းနေမှာမင်းနဲ့ငါနဲ့ချိန်ပြီးတော့ငါနှမကိုမင်းစီကိုပေးမယ်ကွာ
ကျော်ကြီးကလက်ခုပ်လက်ဝါးတီးလိုက်ပြီးဟာကြိုက်ပြီဟေးတုတ်ကြီးရဲ့ဂရီစကားကိုတော့ငါလေးစားသွားပြီကွာနောက်တစ်ပတ်ကြာရင်မင်းညမထွေးမုံကိုဟော်ရီတို့ရွာတုတ်တန်တွေကိုခေါ်လာခဲ့ကြကွာတုတ်ကြီးကမကြေမချမ်းဖြစ်ပြီးကြက်ဝိုင်းကနေထွက်ခွာသွားတော့တာပေါ့ဗျာနောက်တစ်နေ့ညမှာကျော်ကြီးခိုင်းတဲ့အတွက်ပြုတ်ကျင်တဲ့ပေါက်ကြီးတို့လည်းထုံးစံအတိုင်းတန်ပကံများနဲ့ထမင်းဟင်းတွေကိုတဲဆောင်လာခဲ့ကြတာပေါ့တုတ်တန်အတွင်းဇရက်အောင်နားမှာထောင်းကချထားတဲ့စပွဲဝိုင်းကိုထုတ်ခင်လိုက်တော့တာပေါ့ဗျာထမင်းနဲ့အမဲသားတွေကိုတင်ပြီးတုတ်တန်အတွင်းမှာရှိတယ်တရေကြီးများနဲ့မဖဲဝါအားခေါ်ပြီးကျွေးမွေးတော့တာပေါ့ကျော်ကြီးမိမကလည်းကျော်ကြီးရိုက်သမျှထုသမျှကိုခံရတဲ့သူဆိုတော့ကျော်ကြီးကဘာမှမပြောရဘူးပေါ့ဒီလိုနဲ့ကျော်ကြီးကလည်းမိမအစ်စ်ရမယ်အရေးတွေးပြီးတော့ပျော်ရွှင်နေရပါဗျာတပတ်ဆိုတဲ့အချိန်ကခဏလေးပဲကြာတယ်လို့ထင်ရတယ်ဗျအဲ့ဒီညကျတော့ကျော်ကြီးကရေမိုးချိုးအဝတ်စားပြင်ဆင်ပြီးတော့တပည့်နှစ်ယောက်နဲ့အတူတုတ်တန်ကိုထွက်လာခဲ့တာပေါ့တုတ်တန်အတွင်းမှာရှိတဲ့ဇယက်ကြီးထဲမှာဖျောင်းနိုင်မီအလင်းအောင်ကလေးကိုတွေးရတဲ့အတွက်ကျော်ကြီးတို့လည်းဇယက်နီးကိုလာခဲ့တာပေါ့အဲ့ဒီခါဇယက်ပေါ်မှာတုတ်ကြီးတယောက်ထိုင်လို့နေရပါဗျာဟဲ့တုတ်ကြီးဘယ်မှာလဲမင်းနှမထွေးမုံဘာမှလဲကွာတုတ်ကြီးကဇယက်ပေါ်ကခုံဆင်းလိုက်ပြီးတော့ကြောမှလွဲလာတယ်ငှက်ကြီးတောင်ဓာတ်ကိုထုတ်လိုက်တာပေါ့ငါနှမတော့မရဘူးအဲ့ဒီစားမင်းလေမင်းကိုဖြတ်မယ်ဓာတ်ပဲပါလာခဲ့တယ်ပေါက်ကြီးနဲ့ပြူးကျယ်တို့ကအရှိကိုထွက်လာကြပြီးဆရာသမားထွက်ပြေးတော့ဒီကောင်ကျုပ်တို့ခုခံထားလိုက်မယ်အဲ့ဒီခါကျော်ကြီးကပြူးကျယ်တို့ရဲ့ပခုံးကိုပုတ်လိုက်ရင်အရှိကိုထွက်လိုက်ပြီးတော့ဟဲ့အောင်တုတ်ကြီးဓာတ်ပြတိုင်းကြောက်ရမယ်အထဲမှာကြော်ကြီးမပါဘူးကွာအဲ့ဒီခါတုတ်ကြီးကလေတစ်ချက်ခြုံလိုက်ရာတုတ်တန်အတွင်းကနေဒုတ်တေဓာတ်တွေကိုင်းဆောင်ထားကြတယ်အုတ်တွင်းရွာကလူမိုက်တွေကိုတွေးလိုက်ရတော့တာပေါ့လူမိုက်ကအယောက်20လောက်ရှိပြီးကျော်ကြီးတို့3ယောက်ကိုဝိုင်းရံထားလိုက်တာပေါ့ဗျာတုတ်ကြီးကဓာတ်ကိုဝင်ပြီးအရှိကိုတက်လာပြီးရင်တော့ဟဲ့အောင်ကျော်ကြီးငါတို့ကလူ20လောက်ရှိရမင်းတို့က3ယောက်ထဲငါတို့တကယ်လုံးရင်မင်းတို့3ယောက်လုံးအပိုင်းပိုင်းပြတ်သွားမယ်ဆိုနားလေလားကျော်ကြီးကမကြောက်တဲ့မျက်နှာပေးနဲ့တဟားဟာရင်မိုးလိုနေတာပေါ့ပြူးကျန်တဲ့ပေါက်ကြီးတို့ကလက်နဲ့ကင်ထားတဲ့လူတွေကိုကြည့်ရင်ထိတ်လန့်တုန်လှုပ်နေကြတာပေါ့တုတ်ကြီးကလည်းအနားကိုကတ်လိုက်ပြီးတော့ဒီမဲကျော်ကြီးမင်းငါးနှမကိုမလိုချင်တော့ဘူးပြောလိုက်စမ်းဒါဆိုရင်ငါမင်းကိုမတတ်ဘူးကျော်ကြီးကခက်ကြဲကြဲနဲ့ရင်မောလိုနေရပါဗျာအဲ့ဒီအခိုင်အုတ်ကူများအချားကနေကြောက်တုံးနေအုတ်ခဲတွေပြန်ထွက်လာပြီးတော့လက်နဲ့ကင်ထားတဲ့လူမိုက်တွေကိုထိမှန်ကုန်တော့တာပေါ့ဗျာအုတ်ခဲကြောက်ခဲများအဆက်မပြတ်ထွက်လာပြီးလူမိုက်များကိုထိမှန်တဲ့အတွက်လူမိုက်တွေထွက်ပြေးကြတာပေါ့တုတ်ကြီးနဲ့လူမိုက်3-4ဦးပဲကြံခဲ့တာပေါ့ဗျာဖျောင်းနေဒီကောင်တဆန်းကွာတုတ်ကြီးကអော်လိုက်တော့ကြော်ကြီးကိုဓာတ်နဲ့မိုးခိုးလိုက်တာပေါ့ဒါမဲ့တုတ်ကြီးရဲ့ဓာတ်ကင်လက်ကိုလက်ကျန်းကြီးတစ်ခုကဆွဲကင်လိုက်ပြီးလေပေါ်မှာတန်းလန်းကြီးဖြစ်နေတော့တာပေါ့တုတ်ကြီးသေချာကြည့်လိုက်တဲ့အခါအလွန်ရှည်လျားတဲ့အရက်ဖြစ်ပြီးတကိုယ်လုံးမဲနေနေတဲ့အကောင်ကြီးတစ်ကောင်ကတုတ်ကြီးလက်ကိုဖမ်းချုပ်ထားတာပေါ့ဗျာအဲ့ဒီခါတုတ်ကြီးရဲ့နဘေးကလူမိုင်များကလည်းကြောက်လန့်နေကြနဲ့ထွက်ပြေးကြတာပေါ့ဒီလိုနဲ့ကျော်ကြီးကရင်မောပြီးတော့ဟာတုတ်ကြီးမင်းကငါ့နယ်မြေမှာငါ့ကိုလူစွာလှုပ်ချင်တယ်ဗောဟုတ်လားမဟုတ်ပါဘူးကျော်ကြီးဟာကျော်ကြီးကတုတ်ကြီးပခုံးကိုပုတ်လိုက်ပြီးကဲပါဒီတစ်ခါမင်းလက်မင်းနှမကိုငါ့ကိုပေးမယ်ဆိုရင်မင်းကငါမတတ်ဘူးဟဲ့အောင်ကျော်ကြီးမင်းကငါ့နှမထွေးမုံလုံးဝမပေးနိုင်ဘူးကွာမင်းကတော့တက်ပလားကျော်ကြီးကရဲကျဲနဲ့အရက်ရှည်ရှည်နဲ့အကောင်ကြီးကိုကြည့်လိုက်ပြီးကဲငါကောင်ကြီးမင်းကြားရနော်ဒီကောင်မင်းတို့လှုပ်ချင်တာဒါလှုပ်လိုက်ကြတော့အဲ့လူကြီးကတုတ်ကြီးကိုလေပေါ်ဆွဲမြောက်တင်ပြီးအမောင်လူအတွင်းကိုခေါ်ဆောင်သွားတော့တာပေါ့တုတ်ကြီးရဲ့အတန်တန်ကြီးနဲ့အော်တန်ကြီးကတုတ်တန်ကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့တာပေါ့ဗျာအဲ့ဒီအချိန်ကနေစပြီး
တုတ်ကြီးကိုဘသူမှထပ်မတွေ့ရတော့ဘူးဗျာဒီလိုတွေဖြစ်ပြီးနောက်ပိုင်းကြော်ကြီးနာမည်ပြောင်းသွားတော့တာပေါ့ကြက်လောကမှာတိုက်တိုင်းနိုင်ကြော်ကြီးဆိုပြီးတော့နာမည်ကြီးသွားတော့တာဗျအဲ့ဒီနာမည်အတိုင်းပဲကျောင်းဝန်းရွာနီးမှာကြက်ဝိုင်းဖွဲ့တဲ့ခါတိုင်းကြော်ကြီးရဲ့ကြက်ကိုနိုင်အောင်တိုက်နိုင်တဲ့သူမရှိဘူးဗျသူ့ရဲ့ကြက်ကလည်းပွဲတိုင်းကိုနိုင်ပြီးတော့အဲ့ဒီကြက်ဖာကြီးကိုလက်ကီးဆိုပြီးအများကနာမည်ပေးထားကြတာပေါ့ဒီလိုနဲ့အချိန်တစ်နှစ်လောက်ကြာလာခဲ့တယ်ဗျဆောင်းညာဆိုတော့အလွန်ချမ်းအေးလို့နေရပေါ့ပြုတ်ကျဲလဲကြော်ကြီးအိမ်စီကိုလာခဲ့ကြတာပေါ့ဗျာဆရာသမားငွေနည်းနည်းတော့ပေးပါဦးအမဲသားသွားဝင်လို့ကြော်ကြီးကအရက်တော်တော်မူးနေရပေါ့အဲ့နေ့လေကကြောက်ဝိုင်းတစ်ဝိုင်းမှာအခြေကြီးနိုင်တာဆိုတော့အောင်ပွဲခံနေကြပေါ့ပြုတ်ကျဲပြောလိုက်တဲ့အခါကြော်ကြီးကပြုတ်ကျဲရဲ့နေရင်ကိုလက်နဲ့ရိုက်ပြီးအမဲသားဘာလို့ဖို့လဲမင်းမီတို့သွားကြွေးမလို့လားပြုတ်ကျဲကအံ့အားသင့်သွားတာပေါ့ကျွန်တော်တင်းချောင်းကမှထမင်းမြင်ကြွေးတာတပတ်ပြည့်ပြီလေဆရာသမားရဲ့အဲ့ဒါစီစဉ်အောင်မဟုတ်လားကြော်ကြီးကမျက်နှာကြီးကိုရှုံ့မဲ့လိုက်ပြီးတော်စမ်းမှာကွာအမြဲတမ်းကြွေးနေရအောင်ဒီကောင်ကငါမရကြနေပဲပြီးတော့ပွဲတိုင်းနိုင်နေဆိုတာလေငါးချက်ကောင်းတာလေပါပါတယ်ကွာသူတို့ကြီးလောက်တာမဟုတ်ပါဘူးတကယ်ခုတော့ငါးချက်ကခုတ်ရတာဒီကောင်မှဝင်ခွတ်တာမှမဟုတ်တာဘူးငါတို့ဆက်ပြီးမကြွေးနိုင်တော့ဖြစ်ပါမလားဆရာရဲ့သိဖြစ်တာပေါ့ကွာအလကားအပိုအလုပ်တွေလုပ်မနေတော့နဲ့ငါ6တွေညောင်းနေနှိပ်ပေးစမ်းကွာပြုတ်ကျဲတယောက်ကြောက်လန့်လန့်နေကြော်ကြီးခြေသလုံးကိုနှိပ်ရတော့တာပေါ့အဲ့ညကြတော့ပြုတ်ကျဲနဲ့ပေါက်ကြီးတို့ဟာအလွန်ထိတ်လန့်နေကြတာဗျမကောင်းဘူးပြုတ်ကျဲငါထင်တော့ဒီတင်းချမ်းကုန်းထဲကတရေကြီးတွေကဒုဆရာသမားကိုလာတက်လိမ့်မယ်ထင်တယ်ကွအေးလီဘာပဲဖြစ်ဖြစ်စောင့်ကြည့်ရတာပေါ့ကွာဒါပေမဲ့လည်းနှောက်3ဘက်လောက်ကြာတဲ့ထိဘာမှထူးထူးခြားခြားဖြစ်မလာတဲ့အတွက်ကြော်ကြီးရောပြုတ်ကျဲနဲ့ပေါက်ကြီးတို့ပါပေါ့ရော့နေနေခဲ့ကြတာပေါ့ဗျာဒီလိုနဲ့တလာတင်းတင်းပြည့်တဲ့ညကိုရောက်ရှိခဲ့တာပေါ့အဲ့ညကအေးတဲ့ပိုးနေဗျကြော်ကြီးရဲ့အိမ်မှာလဲကြက်သမားများအရက်သမားများကမူးရစ်တောက်စားပြီးဆောင်းအေးနေကိုယ်နေကြတာပေါ့မကြခင်အိမ်ရှိရနေတကောင်ကြက်တုံတန်းကိုကြားလိုက်ရတာပေါ့ဗျာပြီးတဲ့နောက်တရွာလုံးကခွေးတွေကလည်းဆွဲငင်ထအူကြတာပေါ့ဗျာရွာပြင်ကဟဲ့အော်လာတဲ့ခွေးများကလည်းတဖြည်းဖြည်းရွာလမ်းမကြီးတိုင်းဟဲ့အော်လာပြီးကြော်ကြီးတို့အိမ်နဲ့နီးကပ်လို့လာတာပေါ့ဗျာပေါက်ကြီးနဲ့ပြူးကျဲတို့လည်းလက်နိုးသွားပြီးအိမ်အောက်တနေရာမှာပုံးကောင်းပြီးတော့အခြေအနေကိုကြည့်နေမိတာပေါ့လာရောင်ကထိန်သာပြီးတော့မကြခင်ရွာလမ်းမကြီးတိုင်းအလွန်ကြီးမားတဲ့ခွေးနဲ့ကြီးတကောင်လမ်းလျှောက်လာတာကိုတွေ့လိုက်ရပေါ့ခွေးနဲ့ကြီးရဲ့နောက်မှာလဲရွာခွေးများဟဲ့အူပြီးတော့တန်းစီလိုက်လာကြတာပေါ့နောက်ဆုံးကြော်ကြီးရဲ့အိမ်ရှိကိုရောက်လာတဲ့အခါမှာခွေးနဲ့ကြီးကရက်တန့်သွားပြီဗျခွေးနဲ့ကြီးကသူ့ခေါင်းကိုမိုးပေါ်ထောင်ပြီးဆွဲငင်တစ်ချက်ဥလိုက်တယ်ဗျအဲ့နောက်ခါကုန်ပြီးမတ်တက်ထရက်လိုက်တော့လူတူအသင်ကိုရုပ်ချီးပြောင်းလဲသွားတာပေါ့ခန္ဓာကိုယ်အောက်ပိုင်းကဘာဝိထားမှန်းမသေးခွဲပြီမယ်လေအလွန်နက်မောင်ရှည်လျပြီးတော့ဖွာလန်ကျဲနေတဲ့သမင်ကြီးများနဲ့မိမကြီးတူဖြစ်နေမှန်းတိလိုက်ရတာပေါ့ဗျာအဲ့မိမကြီးကကြော်ကြီးအိမ်ရှိမှာခါထောက်လိုက်ပြီးဟဲ့ကြော်ကြီးဆိုတဲ့ကောင်ထွက်လာကြစမ်းအဲ့လိုအတန်နဲ့ကြီးနဲ့အော်ဟစ်လိုက်တာပေါ့ပြုတ်ကျဲတဲ့ပေါက်ကြီးတို့လည်းသူတို့အနီးနားမှာအိပ်ပျော်နေကြတယ်အရက်သမားများကိုလှုံနိုးကြပြီမယ်အဲ့လူများကပါရိုက်နှိုးရင်တော့မနှိုးကြပဲနဲ့လူသေးကောင်ကြီးတွေလိုမျိုးငြိမ်သက်နေကြတာပေါ့အဲ့ချင်းအိမ်လေကားတိုင်းကြော်ကြီးတယောက်တလန်းချင်းဆင်းလို့လာတာပေါ့ဒါပေမဲ့ကြော်ကြီးရဲ့လမ်းလျှောက်ပုံကတောင်းတောင်ကြီးဖြစ်နေတယ်ဗျနင်လားငါ့ကိုစော်ကားတာမဟုတ်ပါဘူးကျုပ်မစော်ကားပါဘူးတပတ်တစ်ခါကျွေးမယ်ဆိုတာနင်ပေးထားတဲ့ဂရိလေငါကအဲ့လိုဂရိပြတ်တဲ့လူတွေကိုလုံးဝမကြိုက်ဘူးကြော်ကြီးကဘာမှပြန်မပြောဘူးပေါ့အဲ့မိမကြီးကကြော်ကြီးကိုလက်ညှိုးထိုးပြီးနင်ငါနဲ့လိုက်ခဲ့ရမယ်ဒီကပြုတ်ကျင်တဲ့ပေါက်ကြီးကအိမ်အောက်ကနေပြည့်ထွက်လာပြီး
ကြော်ကြီးလက်ကိုဆွဲလိုက်တော့ပေါ့ကြော်ကြီးရဲ့လက်ပြားခြေပြားတွေအေးဆက်ပြီးတောင်းတင်းလို့နေရပါဗျာဆရာသမားတတိထားပါအောင်မျက်နှာကလည်းအလွန်တင်းငိမ်ပြီးတော့မျက်လုံးကြီးများကအဝါရောင်အလင်းတောက်တွေနဲ့ဖြစ်လို့နေရပါဗျာအဲ့မိန်းမကြီးစီကိုတလန်းချင်းသွားနေတဲ့အတွက်ပေါက်ကြီးနဲ့ပြူးကျဲတို့ကခြေစုံကန်ပြီးဆွဲပေမဲ့လည်းဆွဲလို့မရဘဲနဲ့တဖြည်းဖြည်းချင်းနီးကပ်သွားတော့ပေါ့အဲ့ဒီခါမိန်းမကြီးကကြော်ကြီးကိုခါးကနေထမ်းပိုးပြီးပခုံးပေါ်မှာတင်လိုက်တော့တာပေါ့ဗျာကြော်ကြီးကလည်းကြောက်ရွံ့ကြီးတရုတ်လားတောင်းတောင်းကြီးနဲ့ပါသွားတော့တာပေါ့ဗျာမဖဲဝါကြီးထင်တယ်ပေါက်ကြီးပြောနေစဉ်မဖဲဝါကြီးကတလန်းချင်းလျှောက်သွားတော့တာပေါ့14 15လမ်းလောက်လှမ်းပြီးတဲ့အခါပေါက်ကြီးတို့နှုတ်ကိုလှဲ့ကြည့်ပြီးရင်တော့ကြောက်စရာကောင်းတဲ့ပြုံးနဲ့ပြုံးပြလိုက်တော့ပေါက်ကြီးနဲ့ပြူးကျဲတို့နှစ်ယောက်သားသတိလစ်ပြီးမိမျောသွားကြတာပေါ့ဗျာဒီလိုနဲ့နောက်တစ်နေ့ကိုရောက်လာခဲ့တော့တာပေါ့တကယ်ပါတကြီးဟာကျုပ်တို့ပြောတာကိုယုံပါဆရာကျော်ကြီးကိုမဖဲဝါဖမ်းသွားတာကျော်ကြီးကအိမ်မှာနေရင်ထိုင်ရင်ပျောက်ဆုံးသွားခဲ့ခြင်းပေါ့သူတစ်ပည့်နှစ်ယောက်ဖြစ်တယ်ပေါက်ကြီးနဲ့ပြူးကျဲတို့ကိုခေါ်မေးတဲ့အခါမှာလဲဒီလိုပဲပြောဆိုနေကြတာပေါ့မင်းတို့ပြောတာတွေဖြစ်နိုင်မလားကွာဟုတ်ပါတယ်ဆိုတကြီးကလည်းကျုပ်တို့ခွေးဥတန်နဲ့တူတူခွေးနဲ့ကြီးရွာထဲကိုဝင်လာတာမြင်ရတာတကြီးကရွာသားများဘက်ကိုလှည့်လိုက်ပြီးကဲအဲ့ညာခွေးနဲ့ကြီးတွေလာတယ်တရွာလုံးခွေးတွေဥတယ်ဆိုတာဘယ်သူကြားလိုက်ကြသေးလဲရွာသားများကတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းခါလိုက်ကြတာပေါ့ဒီလိုနဲ့ရွာသားတယောက်ကထပြောရဗျအဲ့ညာကျုပ်တညာလုံးအိတ်မပြောဘူးဗျသူတို့ပြောသလိုခွေးဥတာတွေခွေးနဲ့ကြီးဝင်တာတွေလုံးဝမသိလိုက်ဘူးဒီကောင်လေးချက်ထုတာများလို့ယူးကြောင်မူးကြောင်နဲ့ရှောက်ပြောရနေမှာတကြီးရဲ့ဒီလိုနဲ့ကြော်ကြီးကရွာကနေတစ်တဆိတ်ပျောက်ကွယ်သွားတာပေါ့ရွာသူရွာသားများကလည်းထင်ကြီးမျိုးမျိုးပေးပေမယ်ပေါက်ကြီးတို့ပြောတဲ့စကားကိုတော့ဘယ်လို့မှမယုံကြဘူးပေါ့ဆရာသမားမရှိတဲ့အတွက်ယူကျန်တဲ့ပေါက်ကြီးတို့ကဝေလီလီပေါ့ဗျာတရက်ဥလူပေရက်ဆိုင်မှာထိုင်းနေရင်တို့ဆရာသမားတို့တည်သွားပြီဆိုတော့အဲ့ဒီထမင်းဝိုင်းကိစ္စလဲပြီးလောက်ပြီထင်တယ်နော်ပေါက်ကြီးဒါပေါ့ကွာထမင်းဝိုင်းကငါတို့လောက်တာမှမဟုတ်ဘဲနဲ့တို့ဆရာကြော်ကြီးလောက်တာလေအေးလေဒါဆိုရင်ပြီးရပဲသူတည်သွားတယ်ခက်ကောင်းကောင်းပဲကွာနောက်မို့ဆိုရင်ငါတို့မှသူပေးတဲ့ငွေလေးမဖြစ်စလောက်ကိုယူပြီးတော့သူ့စီမှာနေတိုင်းအထူထောင်းခံနေရမှာမဟုတ်လားအေးလေအဲ့ဒါတော့ဟုတ်တော့ဒါနဲ့ငါတို့ဘာဆက်လုပ်ကြတို့ကကြက်မှမပိုင်တာကွာဒီတော့ကြက်မရတော့လေဘျက်ဖက်ကိုလှည့်ကြည့်ရပေါ့အဲ့ဒီဒေသကဖဲဝိုင်းကိုဘျက်ဝိုင်းလို့ခေါ်ကြတာဗျဒီလိုနဲ့ပြူးကျဲတဲ့ပေါက်ကြီးတို့ဟာကျက်သမားကြော်ကြီးသေဆုံးပြီးတဲ့အခါဘျက်သမားများဖြစ်သွားခဲ့တာပေါ့မကောင်းတဲ့ကံကအကျိုးပေးတယ်လားတော့မပြောတတ်ဘူးပေါ့သူတို့နှစ်ယောက်ပေါင်းပြီးဖဲရရင်အမြဲတမ်းအနိုင်ရတာဗျတယောက်တည်းဝင်ရရင်တယောက်တည်းနိုင်ပြီးနှစ်ယောက်ဝင်ရရင်နှစ်ယောက်စလုံးကိုနိုင်နေတာပေါ့ဒီလိုနဲ့ကြော်ကြီးဆုံးသွားပြီးသူတို့နှစ်ဦးကဝင်ငွေဖြောင်းနေကြတာပေါ့တရက်ကြတော့အုတ်တွင်းရွာမှာဖဲရိုက်ပြီးကျောင်းရွာကလေးကိုပြန်လာခဲ့ကြတယ်ဗျဖဲဝိုင်းတစ်ဝိုင်းလုံးကိုနိုင်ခဲ့တာဆိုတော့တောက်စားပျော်ပါပြီးတငယ်ချင်းနှစ်ယောက်ပခုံးပတ်ပြီးလာခဲ့တာပေါ့ညနေကလည်းအတော်မှောင်နေခဲ့ပြီဗျကျောင်းကုန်းရွာအဝင်တုတ်တန်ကလေးနားရောက်မှာတုတ်တန်ထိပ်မှာမိန်းမကြီးတူကခါးထောက်ပြီးမတ်တက်ရက်လို့နေရပါတာမန်လူတွေထက်အရက်အနှဲငယ်ပုံမြင့်ပြီးတော့ထွားထွားကြိုင်းကြိုင်းနေမိန်းမကြီးတူဗျပေါက်ကြီးကအဲ့မိန်းမကြီးကိုမြင်ခဲ့ပေမဲ့လည်းပြူးကျင်ကတော့အမှုမဲ့အမှတ်မယ်ပေါ့တုတ်တန်ထိပ်ဆိုင်းပုံနာကိုရောက်တဲ့အခါအဲ့မိန်းမကြီးဟာသူတို့ကိုလက်ရက်လို့ခေါ်တာပေါ့ဟဲ့အကောင်းလေးငါစီလာကြစမ်းအဲ့တော့မှသူတို့နှစ်ဦးကရင်ထိတ်သွားတာပေါ့ဟာပြူးကျရောက်ငါတို့မဖဲဝိုင်ခေါ်နေပြီကွာသူတို့ထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းကိုချတော့တောင်ကိုမတည်နိုင်အောင်ဖြစ်သွားတာဗျဒါနဲ့မကသေးပဲခြေတော်များကလည်းမလန်းလျှောက်ပါပေမဲ့သူ့အလိုလိုမဖဲဝါအနာကိုလျှောက်သွားပြီးမကြခင်မှာပဲမဖဲဝါနဲ့လက်တကန်းကွာကိုရောက်သွားခဲ့တာပေါ့ဗျာနင်တို့ဆရာတည်သွားတယ်ဆိုပြီး
နင်တို့ကထမင်းဝိုင်းမဆက်တော့ဘူးလားမဖဲဝါစကားပြောလိုက်တိုင်းပါဇက်အတွင်းကနေလူသေးပုံနှံလိုမျိုးနန်စောနေတဲ့ညီစောနန်ကြီးကိုရရှိတော့တာပေါ့ဗျာဟာဗျာခမရောက်တပတ်တစ်ခါထမင်းဝိုင်းဆက်မယ်ဆိုတော့ကြုတ်ပြောခဲ့တာမှမဟုတ်တာနင်တို့၃ယောက်လုံးပြောခဲ့တာပါနင်တို့၃ယောက်စလုံးအတူတူလှုပ်ခဲ့ကြတာပဲမဟုတ်လားဒါနင်တို့ကိုနောက်ဆုံးအကြိမ်နဲ့တတိပေးတာနင်တို့ထမင်းဝိုင်းမဆက်ရင်နင်တို့ဆရာကျော်ကြီးနောက်ကိုလိုက်ရမယ်မှတ်မဖဲဝါကအဲ့လိုပြောပြီးရုပ်ကြီးပျောက်ကွယ်သွားပြီးတော့ပေါက်ကြီးနဲ့ပြူးကျယ်တို့အမူးတော်ပြေးသွားကြတာပေါ့အဲ့နောက်မှတတိယလာပြီးရွာစီကိုခြေကုံတုတ်ချီတင်ပြေးခဲ့ကြတာပေါ့ဗျာငါကတော့ရှင်းရှင်းပြောရင်မကြွေးနိုင်ဘူးကွအမဲသားစီးတာမသိဘူးမဟုတ်လားပြူးကျယ်ကအဲ့လိုပြောလိုက်တဲ့အတွက်ပေါက်ကြီးကထိတ်လန့်လို့နေရပေါ့ဒါဆိုငါတို့လည်းမဖဲဝါလားခေါ်နေမှာပေါ့ကွငါမှအကြံရှိပြီးသားပါကွာဒီမှာပေါက်ကြီးငါတို့ဂရီပေးထားတာကတို့ရွာတင်းချမ်းကုန်းမှာဂရီပေးတာမဟုတ်ဘူးလားငါတို့သာဒီရွာမှာမရှိတော့ဘူးဆိုရင်သူတို့ဘာတက်နိုင်မှာမင်းပြောတာငါတို့ထွက်ပြေးမယ်လို့ပြောရတာပြုတ်ကျဲကခေါင်းကျင်လိုက်ပြီးငါတို့နယ်စပ်ကိုပြေးမှာကွာမူဆယ်ဘက်ဆိုရင်ဗျက်ဝိုင်းနေတယ်ပေါ်တယ်လို့ကြားတယ်ကွာငါတို့အဲ့ဘက်ကိုသွားပြီးတော့ကြက်စားရင်မကောင်းကြဘူးလားပေါက်ကြီးကခေါင်းကျင်လိုက်ပြီးကောင်းတာတော့ကောင်းတယ်ကွာဒါပေမဲ့မဖဲဝါရိုက်လိုက်ဘယ်လိုလုပ်မလဲဟာမင်းရလဲကွာငါတို့က6ယောက်နဲ့ပြေးတာမဟုတ်လားကားနဲ့ပြေးမှာလေကွာမဖဲဝါငါတို့နောက်ကိုလိုက်လာပါမလားပြီးတော့ပြေးတာလည်းနေကြော်ပြေးမှာလေကွာငါကြားဘူးလားအဲ့လိုတရေသစီတွေကနေကြော်ရင်လိုက်လို့မရဘူးတဲ့အေးပါကွာမင်းကောင်းလို့လားကြည့်လို့ဆိုင်ပါပြုတ်ကျဲကခေါင်းကျင်ပြီးတော့ငါတို့ဖဲတပွဲလောက်နိုင်အောင်ရိုက်မှာကွာနိုင်မသုံးတော့မဲလမ်းစိတ်ဖြစ်စုတာပဲပြီးရင်အုတ်တွင်းရွာကားဂိတ်ကနေပြီးတော့မန္တလေးဘက်ကိုတက်မယ်ပြီးရင်လာရှိုးမူဆယ်ဘက်ကိုသွားမယ်ကွာအုတ်တွင်းရွာကားတွေကတို့ရွာကိုဖျက်တာမှမဟုတ်တာဘယ်နဲ့လဲအေးလေကောင်းသားပဲပေါက်ကြီးလဲမတက်တာလဲဆုံးပြူးကျဲစကားကိုလက်ခံလိုက်ရတာပေါ့ဒီလိုနဲ့အုတ်တွင်းရွာကိုနှစ်ဦးသားသွားကြတာပေါ့ဗျာအုတ်တွင်းရွာမှာရှိတယ်ဖဲဝိုင်းတဝိုင်းမှာဖဲဒီနိုင်တဲ့အတွက်ကျောင်းကုန်းရွာကိုမပြန်တော့ဘဲနဲ့အုတ်တွင်းကနေမန္တလေးကိုတက်မယ်လို့ဆုံးဖြတ်လိုက်ကြတာပေါ့အုတ်တွင်းရွာမှာညရီပြီးရင်တော့နောက်တစ်နေ့မနက်အစောထွက်မဲ့ကားနဲ့မန္တလေးကိုစီးဖို့အတွက်စီစဉ်လိုက်ကြတယ်ဗျဒီလိုနဲ့မနက်4 နာရီမထိုးခင်အစောဆုံးကားနဲ့မန္တလေးကိုသွားကြမှာပေါ့ကားဂိတ်ကိုရောက်တော့ကားတောင်ထွက်တော့မှာပေါ့ကားပေါ်မှာလဲခီးတယ်စုံနေပြီပေါ့ဗျာအဲ့ဒီချိန်တုန်းကရင်လိုင်းပြေးဆွဲတဲ့ကားတွေကဟိုက်လက်ကားအသေးလေးတွေပေါ့သူတို့နှစ်ဦးကားပေါ်အလင်းမြန်ပြေးတက်ပြီးရတယ်ကားကတဟုန်တို့ကိုမောင်းထွက်သွားတော့တာပေါ့ဗျာကားပေါ်ရောက်တဲ့ခါမှာပေါက်ကြီးကဘေးဘီကိုကြည့်လိုက်မိတာပေါ့ကားပေါ်မှာလူတွေထိုင်းနေကြပြီမယ်လူစင်စစ်တွေမဟုတ်ကြဘူးဗျစုပ်ပြဲဟောင်းနှွမ်းနေတဲ့ဝေစားတွေကိုဝတ်ဆင်ထားတယ်လူတွေကောင်ကြီးတွေပေါ့ပေါက်ကြီးရဲ့နဘေးမှာထိုင်းနေတယ်ခက်ဝဝနဲ့အတော်ကြီးကလူတွေကောင်ပုတ်ကြီးဗျအသားရည်များကပွားထနေပြီးပါဇက်ကြီးကလည်းပွင့်နေပြီးတော့အဲ့ဒီအတွင်းကနေလောက်ကောင်ဖြူဖြူဖွေးဖွေးများကတဖွာဖွာကြလူနေရတာပေါ့ဟဲ့အောင်ပြူကျဲဟဲ့အောင်ငါတို့တော့ကားမစီးမိပြီထင်တယ်ပေါက်ကြီးကပြလိုက်တော့မှပြူကျဲလဲကားပေါ်ကလူတွေကိုသတိထားမိပြီးအလွန်ထိတ်လန့်သွားတာပေါ့အဲ့ဒီခါကားကိုတွယ်စီးနေတဲ့တူကခေါင်းအရှိကြီးဆန့်ထုတ်ပြီးတော့ကားပေါ်ကိုခေါင်းကြီးဝင်လာတော့ပေါ့သပင်ဖွာဖွာနဲ့အဲ့ဒီခေါင်းကြီးဟာမဖဲဝိုင်ဦးခေါင်းကြီးပေါ့ဗျာဟဲ့မင်းတို့ဘယ်သွားကြမလို့လဲဟိုလေးမူဆယ်ငါတို့ကမူဆယ်တော့မရောက်ဘူးအင်းချိုင်းကုန်းပဲရောက်မယ်အဲ့ဒီခါမဖဲဝါကပြူးကျဲကိုဖမ်းချုပ်လိုက်တာပေါ့ပေါက်ကြီးကိုလည်းအနားကနေလူသေးကောင်ကြီးကဖမ်းချုပ်ထားတာပေါ့ဗျာပြူးကျဲကအတန်ကုန်ဟစ်ပြီးအော်လို့နေတာပေါ့ပေါက်ကြီးကတော့ကျုပ်ကမလုပ်ပါနဲ့ဗျာမဖဲဝါကျုပ်ထမင်းဝိုင်းပြင်ပေးပါမယ်နော်ကျုပ်ဂရီပေးပါလေဒီလိုပြောလိုက်တဲ့အခါပေါက်ကြီးထိုင်းနေတယ်ထိုင်ကုန်ကြီးဟာကားအောက်ကိုကျွံကျသွားပြီးပေါက်ကြီးတယောက်မြေကြီးပေါ်မှာငူကြီးနဲ့ကြံနေခဲ့တာပေါ့သူလှည့်ကြည့်လိုက်တဲ့အခါတရေဒီစီးနှင်းလာကြတယ်ဟိုက်လက်ကားလေးဟာ
ဆက်လက်မောင်းနေသွားတာပေါ့ကားကလေးပေါ်မှာပြူးကျဲကလည်းအတန်နဲ့ကြီးနဲ့အော်ဟစ်သွားတာပေါ့ဗျာအဖိုးကြီးပြောသမျှနားထောင်နေတဲ့မောင်တိုးကလည်းအလွန်ထိတ်လန့်ပြီးတော့ဒါဆိုဘာကြီးကဟုတ်တာပေါ့ငါနာမည်ပေါက်ကြီးတဲ့ငါတစ်လုံးတပတ်တစ်ခါကြာတိုင်းဒီတင်းချမ်းကုန်းကမဖဲဝါအတွက်ထမင်းပေါ်ဆက်နေခဲ့ရတာပဲဘာဖြစ်လို့လဲဆိုတော့ပေးခဲ့ဘူးတဲ့ဂရီတစ်ခုကြောင့်မကွာဒီတော့မှမောင်တိုးတယောက်နားလေသွားခဲ့တော့ဗောတုတ်တန်အတွင်းကထမင်းဝိုင်းနေထမင်းစပွဲပေါ်တက်ပြီးစားနေတဲ့မိန်းမကြီးကိုလည်းနားလေသွားပြီးကြက်သိန်းနေထပြီးတော့ကြော်ရီချမ်းလာခဲ့တာဗောဘလောက်တောင်ကြောင်စကားပြောခဲ့သည်မသိမောင်တိုးလက်မှာကင်ထားတယ်ရင်နွေးကွက်ကလည်းအေးဆက်သွားပြီးတော့မောင်တိုးလည်းအဲ့ဒီရင်နွေးတွေနဲ့မေ့လဲနေတဲ့သိန်းထုံးရဲ့မျက်နှာကိုပတ်ထည့်လိုက်တော့တာဗောသိန်းထုံးတယောက်ထိတ်လန့်စွာနဲ့နိုးထလို့လာတာဗောဘာဖြစ်တာလဲမောင်တိုးကဘာမှမပြောချင်တဲ့အတွက်ခေါင်းသားခါပြလိုက်တော့တာဗောအဲ့ဒီချိန်ကြေးရွာချင်းဆန်လမ်းမကြီးတိုင်းအင်ဂျင်ဆက်တန်းစူးညံသွားနဲ့ထွေလာကြီးတစီခုံမောင်းလာတာကိုမြင်တွေ့လိုက်ရတယ်ဗျမောင်တိုးနဲ့တန်းထုံးတို့လည်းတဲကလေးကနေပြေးထွက်ခဲ့ပြီးထွေလာကြီးကိုတားလိုက်ခဲ့ကြပါဟေးမောင်တိုးတို့ပါလားကွထွေလာကြီးမောင်းသူကသူတို့နဲ့အသိဖြစ်နေတယ်ဗျဟာဥပိုက်ကြီးပါလားအေးမင်းတို့ကောင်ဒီမှာဘာလုပ်လဲဟိုလေကျိုးတို့ဆိုင်ကဒီနားမှာပြတ်သွားလို့ဗျာအဲ့ဒါလမ်းလုံးရမလားလို့စောင့်နေရအေးငါလည်းဟိုဘက်ရွာအုတ်တိုက်ပြီးအပြန်လာခဲ့တာကွကဲလာတက်ကြသူတို့နှစ်ဦးထွေလာကြီးအနောက်ခန်းမှာတက်ထိုင်လိုက်ခဲ့ကြပါပေါ့အဲ့ဒီချိန်ဥပိုက်ကြီးကဖျောင်းလေမင်းတို့ဆိုင်ကရောမတင်ဘူးလားဟာဥပိုက်ကြီးလက်ညှိုးထိုးပြလိုက်တဲ့နေရာကိုကြည့်လိုက်တဲ့အခါတုတ်တန်အဝမှာသူ့ရဲ့ဆိုင်ကထောင်းလက်သားလေးပေါ့မောင်တို့လည်းအလွန်ထူးဆန်းသွားတယ်ဗျအဖိုးကြီးနဲ့တုတ်တန်အတွင်းကထွက်လာခဲ့တဲ့ဟာဆိုင်ကကိုဇေယျနားမှာရက်ထားခဲ့တာပေါ့ဒါပေမဲ့အခုတော့ဆိုင်ကတုတ်တန်အဝမှာသူ့လိုပြန်ရောက်နေရဗျတကယ်ချင်းနှစ်ယောက်ထွေလာကြီးပေါ်ကနေဆင်းပြီးဆိုင်ကကိုတွန်းတင်ခဲ့ကြတာပေါ့ထွေလာကြီးကိုမောင်းထွက်လာတဲ့အခါမှာအဖိုးကြီးဟာသူတို့ကိုလက်ပြပြီးတော့နှုတ်ဆက်လို့နေရပါဗျာဘသူများလဲမှတ်တယ်မင်းတို့ဥပေါက်ကြီးနဲ့တွေ့ခဲ့တာကိုတိန်းထုံးကဘာမှမမှတ်မိတဲ့နဲ့ကြောင်စီဖြစ်နေတာပေါ့မောင်တို့ကထွေလာကြီးမောင်းနေတယ်ဥပိုက်ကြီးနာကိုတိုးကက်လိုက်ပြီးဥပိုက်ကြီးကခုနဦးလေးယူသိရလားသိတာဗောကွာသူကကျောင်းဝန်းရွာကနာမည်ကြီးဖဲသမားပေါက်ကြီးလေသူသားသမီးတွေကကျောင်းဝန်းရွာထဲမှာရှိရဲဆိုမဲ့သူကအဲ့တုတ်တန်တမေးမှာတဲလေးထိုးပြီးနေတယ်ကွာထူးဆန်းတယ်နော်ဒီလူကြီးကနည်းနည်းကောင်းနေရကွာသူနဲ့စကားပြောရင်တရေကျောင်းတို့မဖဲဝါအကျောင်းတို့ပဲပြောနေတတ်တာပို့ပြီးထူးဆန်းတာတခုကတပတ်တစ်ခါဈေးကားနဲ့မဲသားသိန်းကို90တာတပိတ်တာမှားနေကြကွာမောင်တို့လည်းအဲ့ဒီအကြောင်းကိုသိပြီးသားဆိုတော့စကားဆက်မပြောတော့ဘဲနဲ့ခက်လန်းလန်းမှာကြံရစ်ခဲ့တယ်။ကျောင်းကုန်းတုတ်တန်ကြီးစီကိုတစ်ချက်လှည့်ကြည့်လိုက်မိရပါ။တုတ်တန်ကြီးကနှစ်ချို့မင်းနဲ့အုံဆိုင်ပြီးတော့အမောင်လူထဲမှာတရေကြီးတကောင်ငုတ်တုတ်ထိုင်းနေတယ်လို့ထီကြီးကြံရှိနေခဲ့တော့တာပေါ့။ဂျော်ကြီးနဲ့တင်ဆက်ပေးခဲ့တယ်။စာရေးသူအခါစောရေးသားတော့တင်းချိုင်းတွေကထမင်းဝိုင်းဆိုတဲ့ဝိထုဇလန်းဒီမှာပဲအဆုံးသတ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြတယ်တူဦးတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ